Loso Dhamma Amrisa
yoga anatta ire ina yaruga uga nyane kasu yoga su mafu tigiya sogila Kalau dia butuh nasi lagi sedikit doang, hari dia ada masalah di jodoh dan dia berjula. Nanti kasih kalau nanti dia kasih jodoh suruh makan tinggi, ada makannya tinggi, ada makannya tinggi kalau nyata ada jodoh. Jodoh bawa namanya bawa roti yang otomatis kalau kita sudah jodoh dia betul ya kalau kita bawa kalau baca itu itu lah bawa itu lah. Apa bisa tidak? Saya boleh pribadi nak boleh tu ada yang nak bukan nak kuma, no? Ada boleh nanti kasih, jauh kasih. Tidak nak apa? Nanti si boleh nanti kan tidak, no? Kalau kan tidak lah, nasional nanti si lebih boleh menjadi kan tidak baru boleh. Ada yang jual tiga yang ada jual nama ada dalam bisnis no, jadi jual apa? Jadi kalau media jual sekali jual, kalau wira ada sahur sana nak setiap kunci sana, media sekali jual setiap kunci jual, no, kasih siapa? Bela, kan nama tiga baru, sekuda, bela, bela. Mereka pada sekutu ini ada, ada. Sekutu juga ada sekutu. Sekutu adalah itu ada nama Yesi, Dia, Proses ada. Sahaja juga, sahaja juga. Yesi, Dia, Proses. Mereka pada. Juga ada Buddha. Buddha Jamal Dalai, no? Buddha Jamal, Buddha Jamal, no? Kalau sekuda, Buddha Jamal, sekuda, kemudian ini jadi orang macam dia. Sekuda, Buddha Jamal, Yogia Nadia, Yogia Nadia, Yogia, no? Mereka sekuda juga Nadia, Nadia, no? Ini macam juga. Sekuda ni Buddha Jamal, Jangan saya punya dia apa? Dia, dia mana? Kalau saya dah nak berkata dia dan dia, saya punya dia apa dia? Saya nak bermaksud, aku dah ni nak berada, bukan nak berada macam tu. Allah, kau dah, kau
ကာယတာဘုရားဘာသာအာရယုတရားနဲ့တရားဘုရားကာယတာကဘာလို့လဲကာယတာကအကြည့်ရောဘာလို့လဲဘုရားဘာသာကဘာလို့လဲဘုရားဘာသာကဘာလို့လဲဘုရားဘုရားဟာကျေသောဘုရားဘာလို့လဲဘယ်လိုလဲအဲ့တော့ဒုက္ခတော့အဲ့ဒါဘာတရားလဲတရားဒါတော့နော်အဲ့တော့ကိုကြီးရဲ့ဘာလို့ကိုကြီးရဲ့ဘုရားဘာသာရဲ့ဘုရားဘာသာကိုကျေတော့ဘယ်လိုဘုရားဟာကျေသောဘုရားဘာလို့အဲ့ဒီဘယ်လိုဘုရားဟာကျေသောဘုရားဘာလို့ဘုရားဘာကဘယ်ကိုလာတယ်ကာယဆိုတဲ့ကိုကြီးကိုလာတယ်ဒီမှာလာတယ်ကိုကြီးကိုလာတယ်ကိုကြီးကိုလာတဲ့ခါကျတော့ဘယ်လိုပါပေါ်လာအတိစိတ်ပေါ်လာနော်ရိုးရိုးရှင်အတိဆိုင်ပါတယ်အကိုကြီးရလူတရားမှာဘူးကိုကြီးကိုပြောလိုက်ပါလေဘုရားဘာလဲအဲ့တော့ကိုကြီးရတဲ့လူတရားမှာလားဘုရားဘာလဲလူတရားမှာရိုးရိုးရှင်အတိဆိုင်ဘာလို့ပေါ်လာအာဘိလေကကာယဝိသေကဒီလိုတော့ကာယဝိသေကဘာလို့သိတာကာယဝိလာတဲ့ဘုရားဘာလို့သိဘာလို့သိတာကာယဝိလာတဲ့ဘုရားဘာလို့သိနော်ဘယ်လိုဘယ်လိုဒီရောဘယ်စံနာဆရာကိုနာမည်ပြောခဲ့တယ်မျိုးဟုတ်လားအဲ့ဒီကြတော့ဘာလို့လဲဖတ်တာဝိလာဆက်မှာအဲ့ဒါနော်ဒါလေးကိုကျေးဇူးပြမယ်အကျေးဇူးအဲ့တော့ဒါကိုကြည့်လိုက်ကိုယ်ကြီးရဲ့ဘုရားဘာရဲ့ကာယဝိသေပြောစုကိုကြီးရဲ့ဘုရားဘာရဲ့ကာယဝိသေရဲ့ဘယ်လိုလဲအဲ့ဒီတော့ကိုပေါင်းစုံတာကိုထိတယ်လို့ပြောတာနော်အဲ့တော့ဘယ်လိုမြန်မာလိုလဲဆိုကြရကိုအကြီးတွေးကြည့်စီရအထီရောဟုတ်ထိပြီးစီရအထီရောဘယ်လိုပြောတာဟုတ်ပါဘူးထိပြီးစေဘယ်လိုပြောတာဘုရားဘာလို့ဒီရဲ့စေကိုပြောတာနော်ဘယ်လိုဒီလားကာယကိုသိတာမဟုတ်တော့ကာယကိုလာတဲ့ဘုရားဘာလို့သိလဲဒါကိုပြောဆိုတော့ကိုယ်အကြည့်ထိပြီးစီရအထီရောထိပြီးကိုဒီတော့ကိုပေါင်းစုံမှုကိုထိတယ်လို့ဆိုထိတိုင်းသိဖို့လို့ဒီနည်းအမြဲတမ်းရှိပါနော်အဲ့ဒါကိုဘယ်လိုကာယဝိညာဉ်ထိပြီးရှုပြီးလို့ပြောတယ်နော်နှာခေါင်းမှာဆိုရင်ဒါအာနာပါနကုသနာပြီးလို့ပြောနှာခေါင်းမှာဆိုရင်ပါဒါကြီးအာနာပါနကုသနာပြီးအာနာပါနကဘာလို့လဲဝေလေနဲ့ထွက်ကုသနာဆိုတာဘာလို့လဲထိတာကိုပြောတာဝေလေထွက်လေနာတိပြားလေးကိုထိတာကကုသနာဝေလေထွက်လေနာတိပြားလေးကိုတိုးထိသွားတယ်အဲ့ဒါကိုသိအောင်လုပ်တာကကုသနာပြီးကုသနာစုပြီးလို့ဆိုလို့ပြောကုသနာကပါလေထိတာဝေလေနဲ့နာတိပြားထိတယ်ထွက်လေနဲ့နာတိပြားထိတယ်နော်အဲ့ဒါကိုထိတာကိုအဲ့ဒီထိတာလေးကိုသိအောင်လုပ်တာတော့သိအောင်မှတ်နေတာကိုဘာလို့ပြောအာနာပါနကုသနာပြီးလို့ပြောတာဒါလေးကိုရင်ပြောမယ်နော်အဲ့တော့အာနာပါနကုသနာပြီးဆိုတာဘယ်လိုသူ့အရေးရှိရမှာပါလဲမနေ့ကဘုရားပြောခဲ့တယ်တတိနေတာကျေဝဲမှာစိုက်တာဆိုကြတာမဖြစ်လားဒီကလေးကိုတတိနဲ့ရှုသွင်းတတိနဲ့ဆက်တယ်နော်တတိနဲ့ရှုသွင်းတယ်တတိနဲ့ရှုသွင်းလို့မှတ်ကြရသိတယ်လို့ဝေလေလို့မှတ်တယ်နော်ဒါကရှုရမှာဟုတ်ပြရပါတော့တတိနေတာရှုသွင်းမှာစိုက်တာထိုးတူတာစိုက်တာဆိုတာထုတ်တာကိုပြောတာနော်ထိုးတဲ့ကမှာလည်းပဲတတိလေးနဲ့အတိလေးနဲ့တွဲပြီးတော့တတိလေးနဲ့တွဲပြီးတော့အလိုအောင်တယ်ထိုးတဲ့ဒီလေးကိုတတိလေးနဲ့ထုတ်တာဒီလိုပြောတာနော်ရှုလို့ရှိရင်ဘာလို့ရှုရမလဲတတိနဲ့ရှုစိုက်တော့လည်းတတိနဲ့စိုက်ရှုလိုက်တတိနဲ့ရှုလိုက်တော့ဒီလေးကိုသိတာလည်းဒီလေးကိုဝင်နေလို့သိတာထွက်သွားတဲ့ဒီလေးကိုထွက်နေလို့သိတာဒါမှဟောအဲ့ဒါဆိုဘာလို့ဒီလိုပါလဲဒီအခုဒီနေ့ပြောမှာကတွေ့တဲ့အရှင်ကြီးနော်ဝေလေနေလည်းသိသွားတယ်ထွက်နေလည်းသိသွားတယ်ချောလိုက်တဲ့ခါကျတော့ဘယ်လိုလဲထိသဘော
ဘာလို့ဘုရားကရောတော့ဒါလို့ဒီတီဗီဆိုတဲ့စုနည်းကယုံတရားကိုအခြေခံတယ်ပညာကိုအခြေခံမှုနော်ဝေလေထွက်ရပညာကိုအခြေခံတယ်အရှင်းပြလာပြီဒါကိုအခြေခံပါခြေတော်တရားလေးနဲ့ဒီဘောတရားခြေတော်တရားလေးကဘာရောရောခြေတော်တရားလေးကကာယဝိနည်းစေအဲဒါအတ္တကနောဝိနည်းစေအတ္တကဘာလဲနောဝိနည်းစေတော့အဲ့တော့ခြေတယ်လို့မှတ်လို့ဆိုတာနှာခေါင်းမှာလည်းမှတ်လို့မရဘူးနှာခေါင်းကျတော့ဘာတော်ရောကိုအထီးကထားရဘာရှင်းဘာကိုကြည့်ရတာနှာခေါင်းကျတော့ဘာရောကိုကြည့်ရတာနော်အဲ့တော့ဘာရောတစ်ခုတည်းလားဟုတ်ကတော့အခုကာလဝိညာဉ်ကြီးတွေမှာဘုဒ္ဓဘာသာကိုပြောဘူးလားဘုဒ္ဓဘာသာရဲ့ရုပ်ခဏမျိုးပါလေဘုရားပါလေဘယ်လိုလဲအဲ့ဒါရဲ့ဘာနှာခေါင်းကျတော့ဘာရောကဥသိတယ်နော်ဒီလိုပြောတာဟုတ်ဘာရောကဥသိတယ်နော်ဒီကဥသိတာဘာရောကဥသိတာနောက်ကျတော့ပြောတော့အဲ့ဒီမှာပြောတော့သမာဓိရအောင်မှတ်ရမှာနော်သမာဓိရလာပြီဆိုတော့ဘာရောရဲ့လွတ်ဆန်တဲ့ကလေးကိုသိလာတယ်နော်အဲ့မှာသူနဲ့တွေ့ပါလေတေဇောရဲ့လွတ်ဆန်တဲ့လေးသိလာတယ်သူနဲ့တွေ့ပါလေပထဝီရဲ့လွတ်ဆန်တဲ့ကလေးသိလာတယ်နဲ့အဲ့ဒါကိုသိတာကိုပြောရောဝိပဿနာရဲ့အခြေခံကိုပြောတာနော်ဘယ်လိုရှင်းလဲမှာလဲငါလေးရှားပေးခဲ့တယ်အသက်ရှူတာတင်းတောင်းတာလှုပ်တာရွေးတာသိရဆိုကြည့်အသက်ရှူတဲ့နေရာမှာဖိလို့ပထမတော့နေလေးလို့မရှိဘူးလားဒီလိုနေနဲ့အရှင်းနေတဲ့အခါကျတော့ဘာလို့လို့မပြောဘူးဘာလို့ဆိုတာပါတောင်းတာတင်းတာပြောလှုပ်တာရွေးတာဒါပြီးရမတော့ဘာလို့ဆိုတဲ့နာမည်ကိုသိရမှာမဟုတ်ဘူးနော်ဒီသဘာဝတရားတွေကိုသိရဘာကိုသိရမှာနှာခေါင်းကစားသိရမှာနော်အဲ့လိုဘာလို့အသက်ရှူတာတင်းတောင်းတာလှုပ်တာရွေးတာသိရဒါကိုဘာလို့လဲဘာရောပြောတယ်နော်အသက်ရှူတာနာဇာနာပူရာရွေးတာသိရအေးတာရွေးတာသိရအဲ့ဒါနားလည်းတော့နည်းနည်းရှူရတာကိုဘယ်လိုတည်တည်ကြကြလေးဒီလာကိုပြောတာနော်ဒီဘက်ကအရာဝတ္ထုတွေမာတယ်လို့ပြောနေသူ့နေရာနဲ့သူသွားနော်ဘယ်တော့နာလာနဲ့ပတ်သက်ပြီးတော့ရှင်းသားကပြောရပြီလေသူ့နေရာနဲ့သူထောက်တာပြီးတော့ယူရတယ်လို့ပြောတာဒီမှာနေလေးဆိုနေလေးလည်းအထက်တရားမှာတော့ဘယ်လိုပြောရတယ်မာလည်းကျမ်းတယ်လို့ပြောရတယ်မာလည်းပြောရတယ်ကျမ်းတယ်လို့ပြောရတယ်မာလည်းကျမ်းတယ်လို့ပြောရတဲ့သဘာဝအဲ့ဒီလိုသဘာဝပဲဘုရားတရားတဲ့ကမှာနာမည်ကိုပြောလို့မရဘူးနော်ဘာလို့ပြောမာအဲ့တော့အသက်ရှင်တဲ့ကမှာမာကျမ်းမာလည်းကျမ်းတဲ့ဘောတရားလို့မသိဘူးလားပါလားနော်မာလည်းကျမ်းတယ်ဆိုတာဘယ်လိုရှင်းသားကပြောခဲ့တယ်တခုနဲ့တခုထောက်တာပြီးတော့ယူရတယ်လို့ပြောခဲ့တယ်ဘယ်လိုဒီဇမတ်ကေကတည်းကတောတုကံမှာလည်းဘာလို့ဝေးရဟိုဒီလေးကြီးချုပ်ရနော်အဲ့တော့နောက်ကြတော့တည်းနဲ့ဆွေးနွေးမှာလားဘုံကြီးပြီးတော့ပါလားဖြည့်ရနေမှာလားဘုံကြီးနဲ့ဖြည့်ရနေဘယ်သူအကြမ်းဘယ်သူအမှာချီကမှာချီကနူးညံ့မှာလားအဲ့တော့ဘုံကြီးအကြမ်းမှာလားဘုံကြီးကကြမ်းလို့ချီကိုပါလို့ချောတယ်လို့ပြောပဲချီနဲ့ပိတ်တယ်လို့ပြောဆိုအဲ့တော့ဘုံကြီးကဖြည့်ကကြမ်းလို့အရင်ကြီးထောက်ပြတာအဲ့လိုတော့နော်ကပိတ်ကချောတယ်လို့ပြောတယ်ကပိတ်ရတယ်ပိတ်ရတာကလေးကလည်းသာရှိတယ်ဘယ်လိုဆိုတော့အဲ့လိုတော့သွားတော့ဒီမှာလည်းကျမ်းတဲ့ဆိုတာအပြင်ကလာလို့ဒီကျမ်းလို့ကျမ်းတာနော်မတိပတာလေးကျမ်းတာမတိပတာလေးနာအဲ့ဒါကိုဆိုတယ်အဲ့ဒါကသမာဓိအောက်ကမှသိတာနော်အဲ့ဒါကိုတခုတခါပြီးတခါလည်းမှာဒါလေးလုံးဖြစ်ပြီးတော့ပြနေတာကိုမြင်ရအဲ့ဒါဘုရားကလည်းရှင်းပါနော်ဒါပြောရပြီးရတယ်ဟုတ်လားအဲ့ဒါကသက်ရှိတာအေးဒါနာတုတ်တာရွေးတာသိရတယ်အသက်ရှိတာနာသန်းစာအေးတာရွေးတာသိအသက်ရှိတာနူးညံ့တာကပြောရနူးညံ့တာဆိုတော့အာသာပထဝီပဲနူးညံ့တာပါအသက်ရှိတာနူးညံ့တာရွာတာမောတာသိရတယ်နော်ဒါလည်းအဲဒီလိုပါရဲ့ကြောင့်ဒါကြီးလေးပါရဲ့တော့ပြောတာနော်ဘယ်လိုတရားနဲ့ဒီမှာဒီထဲမှာဆက်ပြီးနေရနှစ်လထိုင်ရတယ်ဘယ်လိုဒီထဲမှာလည်းလည်းပြောရတော့ဘယ်လိုကဘုရားစာတွေ့တယ်ပါနေတာစာတွေ့နော်ဘုရားစာတွေ့
အသက်ဆိုတာလူညာနာပြုတ်တာဇွာတာတည်ရတယ်ထောင်းတာတော့ဇွာတာဘယ်ကနေဒီလာမျက်နှာတည်းပြောတော့ပိုးကလေးတွေသွားနေတယ်ပြီးမျက်နှာတည်းအလားပြောင်းနေတယ်ကိုယ်လည်းစားတတ်ချင်တယ်နော်စားတတ်ချင်တဲ့ကြောင်ဒီကအကောင်လေးတွေသွားနေတာလားစားတတ်ချင်တဲ့အနေအထားကြီးရောက်လာတမာရီအားကတော့အဲ့ဒါလိုဓာတ်တွေပေါ်လာအဲ့ဒီဓာတ်ကတဏှာပေါ်လို့ရှိရင်ခန္ဓာကိုဆက်တာနော်အဲ့တော့တဏှာပေါ်ဖို့ပဲရေးရှိတယ်အဲ့ဒီတဏှာပေါ်ဖို့လည်းပါရေးရှိတယ်တမာရီရေးရှိတယ်ဘုရားတို့တရားကဆက်နေတယ်အဲ့ဒါတော့အခုကဘယ်လိုရှိလဲ6ကျင်းနဲ့6ကျင်းနဲ့ဖေလို့ကောင်းလို့လည်းကောင်းတဲ့ပြင်တဲ့ဘာသာလေးနည်းနည်းလေးကြားတာတယ်သမီးရမှာနော်ဒါတော့ဒါလေးကိုပြောနေတာအဲ့တော့ဖြည်းဖြည်းလေးကိုပြန်သွားတာနော်အဲ့တော့ငကောင်းလည်းရှိလို့ရတယ်ငကောင်းမရှိတာငကောင်းတင်ရလည်းရှိလို့ရတယ်ကိုယ်ကြီးကိုပြန်သွားတာနော်ကိုယ်ကြီးဖြည်းဖြည်းလေးအကြည့်ရောဖြည်းဖြည်းကိုဒီတော့ဘောဆောင်မှုကိုကြည့်တယ်လို့ဆိုကြည်တယ်ဒီဖို့လို့သုဒ္ဓဗလာအဲ့တော့ကြည့်တယ်ဆိုတာဘယ်လိုနည်းနည်းလေးပြောမယ်အတိတ်သဘာဝရှိလို့နည်းနည်းလေးပြောကြည့်တယ်ဆိုတဲ့သဘောတရားလေးဟာဘယ်လိုခန္ဓာကိုယ်မှာသူပြောတဲ့ဖုဒ္ဓဘာသာလေးနဲ့မရှိဘူးလားဘာလဲသိရဖုဒ္ဓဘာသာလေးမရှိဘူးလားပထဝီရဲ့ဒီလိုပါအဲ့ဒီသုံးမျိုးကိုဖုဒ္ဓဘာသာလို့ပြောရင်ဒီသုံးမျိုးပဲဖုဒ္ဓဘာသာနာပြောတယ်ဒီသုံးမျိုးဖုဒ္ဓဘာသာပြောတယ်ဒီသုံးမျိုးအဲ့ဒီသုံးမျိုးရုပ်တတ်တယ်အဲ့တော့ဘယ်လိုကမ္မဋ္ဌာန်းထိုင်တဲ့နေရာမှာရုပ်နဲ့နာမ်နဲ့မျိုးရှိတယ်နော်ဘာလဲပါမယ်မစိုးရထင်ရှားတယ်အဲ့ဒါကိုရုပ်ကိုစားပြီးဆွေးရမယ်ပြောတာဒီပြည့်ခန္ဓာကိုယ်ကပထဝီဓာတ်ထင်ရှားသလားထင်ရှားတဲ့ပထဝီဓာတ်ကိုဥစ္စာရှုဧဇောဓာတ်ကထင်ရှားသလားဧဇောဓာတ်ထင်ရှားရင်ဧဇောဓာတ်ကိုဥစ္စာရှုဝါယောဓာတ်ထင်ရှားသလားဝါယောဓာတ်ထင်ရှားရင်ဝါယောဓာတ်ကိုဥစ္စာရှုအဲ့ဒီဓာတ်တွေဓာတ်ကြီးတို့မှာသုံးဝင်ဓာတ်ကြီးလေးပါးတွေလွယ်လွယ်ကဲကဲပေါက်ပြန်လာတာကိုဝေဒနာလို့ပြောတာဘာလို့ပြောတာအဲ့ဒီဘုရားဘာကြီးအပြင်မှာလည်းရှိတယ်အတွင်းမှာလည်းရှိတယ်ဘာလဲတော့ဆရာတော်ဣဇဒဗေဒလို့ပြောနေနော်အရှင်ရောက်လာတော့ဒါဆိုပါဟောတဲ့ခါကျတော့အတွင်းနဲ့မျိုးလို့ဘုရားခွဲပါတယ်နော်အဲဒါကြောင့်ခန္ဓာကိုယ်ကြီးကအတွင်းကဘုရားဘာလို့လည်းတက်လို့ရတယ်အပြင်ကဘုရားဘာနဲ့ခန္ဓာကိုယ်ကြီးမှာရှိတယ်ဘုရားဘာနဲ့တက်လို့ရတယ်နော်ဟုတ်လားအဲ့တော့ဘုရားဘယ်မှာလို့အတွင်းတက်တာကိုပြောအမျိုးသားတွေတရားတယ်ဘယ်ဘက်လည်းဘဝပေါ်မှာညာဘက်လည်းဘဝလေးမတင်ဘူးလားတချို့ကဘယ်ဘက်လည်းဘဝညာဘက်လည်းဘဝကိုတတိကိုထားတော့ဒုဘဝတင်တယ်အောင်းဘဝမတင်ဘူးလားအဲ့လိုတင်တယ်တချို့ကလည်းဘဝကိုလည်းဘဝလေးတင်မထားဘူးအဲ့ဒါဘယ်လိုပညာတွေကပြောရဲသမုဒိသစ္စာတွေကပြောရဲလက်လည်းချင်းထိနေတာကိုသိရအောင်အဲ့ဒါမှလည်းအတ္တမှာထိတယ်လို့ပြောတယ်နော်ဒါလေးကိုပြောမယ်ဘယ်လိုဆိုရပါလဲဒါပဲကြည့်ရအောင်ဒါမူသေးဘယ်လိုရှင်းလို့အမြဲတမ်းကြည့်ရနော်ဘယ်လိုလဲဆိုတော့ဘုရားကြီးရဲ့တပည့်ဘယ်လိုလဲဒီဆရာတော်ဆိုတာရှိတယ်နော်ဘယ်လိုလဲဆရာတော်ဘုရားကြီးကကမ္မထာနဲ့ပတ်သက်ပြီးတော့သံပေါက်30ရေးတာနော်။ဘာရေးတာ။ဗျာအဲ့ဒါကိုဒီထဲမှာပရမလို့ဒီရေးတာလေးကိုဒီဆောင်လဲဒေါ်စိတ်တယ်လားအဲ့ဒီကမ္မထာ30ကိုလို့ရနော်။အဲ့ဒါတကူလည်းပြောနော်။တကူလည်းပြောမှာနော်။ဒီရနဲ့ဆန္ဒလေးကိုပြောမှာနော်။ဒီမှာဆန္ဒနာမလို့ရင်ပြောမယ်။ပထဝီအာဘောဧဇောပါလေပြောစို့ပထဝီအာဘောဧဇောပါဘာပါဒါစီလေးပါပြောဒါစီလေးကဖြစ်တဲ့မှာပါဝိနာခန္ဓာဒါသာဘောနော်ဝိနာဆိုတာအရှိရခန္ဓာဆိုတာနာဒါသာဆိုတာဘုရားကပေါ်လာဆိုတာရှိတယ်အဲ့ဒီရုပ်ရှင်မျိုးကဘယ်လိုတည်တာလဲနော်ဘယ်လိုဘာလို့တည်တာလဲဒီရှင်မျိုးကိုဘယ်လိုတည်တာလဲနော်ဒါပြောဆိုအဲ့ဒီရှင်မျိုးကို
နေ့မှာစားတော့အဝိနေဘောဂရုပ်ရှိခုလို့ပြောတာလို့ဒါပြောအဲ့ဒါကိုနားလည်တာနော်နားလည်တာတော့ပြန်ပြောပထဝီအာရောတေရောဘာရောဝိနာခန္ဓာဓာတ်ဩဒါကိုဘာလို့ခေါ်လဲဝိရောခန္ဓာကိုမှကလစီ20နဲ့တစ်စီရှိတယ်အင်းနာမင်းလည်းပြောရတယ်အဲ့ဒီမှာကလစီကိုခေါ်တဲ့အခါဒီရှင်းမျိုးကိုဘုရားထားတာဘာလို့ဘုရားထားရမလဲအဲ့ဒါကိုဘယ်လိုစကားလုံးနဲ့တလုံးပေါင်းပြီးပါတကယ်လို့လည်းတလုံးထားပြီးတော့ပြောမယ်သောတာထကကလပြောရတာသောတာထကကလပြောအဲ့ဒါကိုပြောရမယ်သောတာအထကကလပပြောသောတာအထကကလပပြောသောတာဆိုတာတဲ့မရောဘူးနော်သောတာအထကဆိုတာစိတ်ကိုအထကဆိုတာဘာလဲစိတ်ကဘာလဲပြန်ပြောအဲ့ဒါကိုဖွဲ့စည်းတာကိုကလာပါလို့ပြောတာဖွဲ့စည်းတာကဘာလဲသောတာကဘာလဲတက်တဲ့ခါမှမပြောသေးဘူးအထကကဘာလဲအထကစိတ်ကိုကလာပါကဖွဲ့စည်းတာအဲ့ဒါကိုသောတာအထကကလလို့ပြောတယ်ပါဠိနဲ့ပြောတယ်ဘာလို့လဲကလနဲ့ပြောဒီရှိပြောကိုသောတာအထကကလလို့ပြောတယ်သူ့ကိုပြောလို့ရှိရင်အဘိဓမ္မာစကားလုံးနဲ့ပြောရင်ဘာလဲအဝိဇ္ဇာဘောကတဲ့ဒီမှာပြောတာကိုအကြည့်ဒီမှာကြည့်ကိုအကြည့်ဆိုတာကာယပဒါရမလားဘာလဲအဲ့ဒီရှိခုတဲ့မှာကာယပဒါရထဲတာအဲ့ဒါကိုရမလားအဲ့ဒီမှာယောဂိဝိဒထဲတာဘယ်လိုရလဲဘယ်လိုတိုးလာအဲ့ဒါကိုကာယတတ္တကကလလို့ခေါ်တယ်ဘာလို့လဲကာယပဒါရအကြည့်ရောခေါင်းဆောင်တဲ့ရုပ်ရှင်မျိုးပြောကြည့်အဲ့ဒါလုံးဒီပြောကြည့်ပထဝီအာရောအေရောဝါဝိနာခန္ဓာဓာတ်ဩဇီဝိတာကာယပဒါရဒါကိုဘာလို့ပြောလဲကာယဓာတ်ကကလအဲ့ဒါရုပ်ပလာလေအဲ့တော့ကာယပဒါရကိုကြည့်လို့ပြောလို့ရှိရင်ရုပ်ရှင်မျိုးကိုကြည့်အောင်နားလည်ဘယ်တော့ကြည့်အောင်နားလည်ရမလဲဘယ်လိုကခေါင်းဆောင်လဲအဲ့ဒီကိုကြည့်တဲ့ကာယပဒါရခေါင်းဆောင်တဲ့ရုပ်ရှင်မျိုးကြီးတကူလို့ရှိအဲ့ဒါမှရှိတယ်မရှိတာစပိန်မှမရှိဘူးခြေသက်တဲ့မှမရှိဘူးဝိအဝိညာဉ်တွေမှမရှိဘူးဘာဒီမှာဝါလိုက်တဲ့မှာပါဇကဝါမီတီတဲ့နေရာမှာသင်္ဃာဘုရားတို့ခေါ်လို့ရှိတယ်ဘယ်နေရာဖြစ်ဖြစ်ရှုလို့ရနော်ပြောရတာကဘယ်ဘက်လက်ဘဝပေါ်မှာညာဘက်လက်ဘဝလေးကျင်းထားတယ်မပြောဘူးလားကဲလက်ဘဝမှာလောဘလောက်ရှိတယ်လက်ဘဝမှာလောဘလောက်ရှိတယ်လက်ဘဝမှာကာယပဒါရမရှိဘူးလားအကလေးနဲ့ထိုးကြည့်မနာဘူးလားဆူလို့ဆူရင်မနာဘူးလားလက်ဘဝမှာလည်းဆူရင်မနာဘူးလားဘာလို့လဲနာလားအကြည့်လို့ရှိတော့အကြည့်လို့တစ်ခုတည်းလားအခုသိချင်လို့ရှိတယ်အဲ့တော့ဘယ်လိုဆိုတော့ဘယ်ဘက်လက်ဘဝနဲ့ညာဘက်လက်ဘဝထိတယ်လို့ပြောတဲ့နေရာမှာပရမတ္ထသစ္စာတရားပြောရင်ဘာနဲ့ဘာနဲ့ထိရုပ်ရုပ်ချင်းထိတာဘာနဲ့ဘာနဲ့ထိတာဒီထဲမှာပထဝီမရှိဘူးလားဒီမှာလည်းပထဝီမရှိဘူးလားအဲ့တော့ရုပ်ရုပ်ချင်းထိတဲ့နေရာမှာပထဝီထိတာအဲ့တော့ပထဝီထိလို့ရင်နည်းနည်းကြာလာလို့ရှိရင်ပထဝီရဲ့သဘောတရားတွေပေါ်လာတယ်အဲ့ဒါပေါ်လာတဲ့သဘောတရားအဲ့ဒါကိုရှုပါနော်ဒါကဘာနဲ့ဘာနဲ့ထိတာရုပ်ရုပ်ကိုအတွင်းချင်းထိတာဒီလက်ကလည်းအတွင်းနဲ့လက်ဘဝလည်းအတွင်းနဲ့ခန္ဓာကိုယ်နဲ့စတယ်နော်လက်ဘဝလည်းအတွင်းဒီမှာလည်းကြမ်းနေမထီဘူးလားဒီမှာခန္ဓာကိုယ်ကအတွင်းနဲ့နေဘူးလားဟုတ်ကဲ့ကြမ်းနေရပါဒီမှာလည်းဒီရုပ်ရှင်မျိုးပဲလေနော်ဒီရုပ်ရှင်မျိုးလာပါပဲဟုတ်ကဲ့အဲ့ဒါကိုထိတာကိုပြောအဲ့တော့အဲ့ဒီထိတာကဒီဘုံလုံးကိုဘာမှမလုပ်ရတယ်ဘယ်လိုပဲလေမလုပ်ရတယ်မယ်လေးလည်းဒီရုပ်ရှင်မျိုးပဲနော်ခြေဘွားနဲ့မလုပ်ရတယ်ခြေသလုံးနဲ့မလုပ်ရတယ်အောင်နဲ့မှတ်လို့ရတယ်လက်လည်းမှတ်လို့ရတယ်ညင်လည်းတတ်မှတ်လို့ရတယ်ကြောလည်းမှတ်လို့ရတယ်ရင်လည်းမှတ်လို့ရတယ်တမာရီရ
ဓိကအဲ့ဒီရုပ်ရှင်မျိုးတွေကဘာတွေ့ရလဲပထဝီရဲ့အေရောရေဘာရောဒါသိရတဲ့ရုပ်သိရတဲ့ရုပ်ကိုအရင်ရှုရပါနော်အေရောလေးနားလည်းဒါနားလည်းမဆက်ရဇာမရှင်ဆရာပြီးတော့မိမိတို့အထုဆက်ဖြစ်တော့တတိပဒံတရားကိုတတိဥစီတော့ပညာတရားဖြင့်ဆက်လက်ပြီးတော့ကြည်ချာတို့ကိုပွားများအထုနိုင်ကြပါစေကုန်သတည်း